အားတော့ဘာလုပ်မလဲ ဘာလုံး လုပ်ဘူးလဲ ကျောင်းသွားဖို့လေကျောင်းသွား ကျောင်းသားဖို့ဘာပြီးတော့ထိုင်နေတယ်လဲ ထိုင်ဆောင်နေ ဒါတို့ကအပေါ်တက်ချင်တာလားအောက်ဆင်းချင်တာလား ပေါ်တဲ့ အပေါ်တဲ့ရှင်လား အပေါ်တက်ချင်တယ်ဟုတ်ပြီဘယ်နှပုံရှိလဲအားလုံးပေါင်းမှာဘယ်လိုလဲနားလဲလားအဖေမိ နားလဲ30တပုတ်ရှင် 30တပုံ 30ပုံ 30တပုံကျင်လဲကြတော့တတ္တဝါတို့မှာသားတို့ပါလားသမီးတို့ပါလား ပါတယ် ပါတယ်အဲ့ဒါဆိုရင်30တပုံမှာအပေါ်ပုံကခွဲကြ အပေါ် အပေါ်ဘက အပေါ်ပေါ်က မြမ နှစ်ပြီ ဟုတ်ပြီ နှစ်ပြီ6ထက် နှစ်ပြီ 6ထက် နှစ်ပြီ ပြီးရင်အမြမဘုံ ညမပုံ လုံး20 ဟုတ်ပြီအပေါ်ပုံကဘယ်လောက်ရှိလဲအဲ့ဒါဆိုရင် 26ဘုံ 16ပုံဒါဆိုရင်အောက်ပုံကဘယ်နှပုံရှိလဲ အပေါ်4ဘုံ5ဘုံ လေးပုံ ပါလဲ အပေါ်လေး အောက်ပုံ 4ဘုံ ပါလဲ ငရဲတလိဆန်ပိုက်တာတူရကဲ အပယ်လေးပုံကအောက်ပုံဒါဆိုရင်အလဲပုံက လူပုံ လူဘုံ လူပုံတပုံ တဘုံ ခုနက တဘုံ သမီးကအောက်ပုံကငါးပုံလူကြီးကအလဲပုံနော်အဲ့ဒါဆိုရင်သားတို့သမီးတို့ကအပေါ်တက်ချင်တာလားအောက်ဆင်းချင်တာလား အပေါ်တဲ့ချင်းတာ သားတို့သမီးတို့အဖေတို့နေတာအခုကအလဲပုံ အ နော် လဲဘုံ အပေါ်ပုံကနပ်ပြီး26ပုံရှိတယ်နော် ဟုတ်ကဲ့ ဟုတ်ပြီအလဲပုံကလူပုံနောက်ကျတော့အောက်ပုံက4ပုံ လေးပုံ ပေါင်းတော့ 30ပုံ အဲ့ဒါဆိုရင်သားတို့သမီးတို့ကအပေါ်တက်ချင်လွယ်ပါမလားမလွယ်ဘူးတော့မိမျိုး ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ဟိုဟာတခုပစ္စည်းတခုတော့မှအပေါ်မြောက်တော့မှလက်နဲ့မြောက်ရတယ်လားအားနဲ့လောက်ရတယ်အဲ့ဒါအပေါ်တက်ချင်ကုတူအားကောင်းလောက်ရမယ်နော် ဟုတ်ကဲ့ ဟုတ်တယ်နော် ဟုတ်ကဲ့ နောက်ကျတော့အောက်ဆင်းတာတော့ဘာအားမမလို့ ဟုတ်ကဲ့ လွယ်လေးပဲခုတ်စင်းလိုက် ခုတ်ဆင်းလိုက်အောင် အဲ့ဒါအပယ်လေးပေါ်မှာရောက်ဖို့မလွယ်ဘူးလား ယူလိုက်ပါတယ် ရောက်ဖို့လွယ်တဲ့အတွက်ကြောက်စရာမကောင်းလား ကောင်းပါတယ် အဲ့ဒါကြောင့်ကုသိုလ်များလိုက်ရမယ် ဆန်ဖြစ်ချင်လား ဖြစ်ရှင်ဘူး အေးအပယ်လေးပေါ်မရောက်ချင်ရင်ကုစုအားကောင်းလောက်ရမယ်နော် ဟုတ်ကဲ့ နော်နောက်ဆုံးပန်းတိုင်သမီးတို့ဗုဒ္ဓဘာသာပန်းတိုင်ကနိဗ္ဗာန်မဟုတ်လား ဟုတ်ပါတယ် နိဗ္ဗာန်ရောက်သည့်တိုင်အောင်ကြိုးစားအထောက်ရမယ်နော် ဟုတ်ကဲ့ နားလေလား ဟုတ်ကဲ့ပါ အခုဒီကြားထဲမှာမရောက်ရင်ဒီအပေါ်ပုံခုန26ပုံရောက် ဟုတ်ကဲ့ နော်ကြိုးစားပါနော် ဟုတ်ကဲ့ကျူစားပါမယ်နားလဲပါတယ် အဲ့ဒါဆိုရင်သားတို့အပေါ်ပုံရောက်ပါဘာလို့ရမလဲ ဒါနာ ဒါနာသီလဘဝနာမများလောက်မယ် ကြိုးစားအထောက်မယ်နော်ပြု ဟုတ် လုပ် ကဲ့ မယ်နော် ဟုတ်ကဲ့ပါ โอเคကျေးဇူး ကျေးဇူးပဲ Bye bye